လေ့ကျင့်ခန်းတာမနက်စာစားပြီးပြီလားမစားရသေးဘူးအမေအခု9နာရီရှိနေပြီမစားသေးဘူးလားဟုတ်အခုစားမလို့အမေရောအမေကစားပြီးသွားပြီတာမနက်စာစားပြီးပြီလားမစားရသေးဘူးအမေအခု9နာရီရှိနေပြီမစားသေးဘူးလားဟုတ်အခုစားမလို့အမေရောအမေကစားပြီးသွားပြီတာမနက်စာစားပြီးပြီလားမစားရသေးဘူးအမေအခု9နာရီရှိနေပြီမစားသေးဘူးလားဟုတ်အခုစားမလို့အမေရောအမေကစားပြီးသွားပြီသူညကိုပုံမှန်ပဲချိန်အိတ်တာလဲပုံမှန်မရှိဘူးတစ်ခါတလေစောတယ်တစ်ခါတလေနောက်ကျတယ်သူညကိုပုံမှန်ပဲချိန်အိတ်တာလဲပုံမှန်မရှိဘူးတစ်ခါတလေစောတယ်တစ်ခါတလေနောက်ကျတယ်သူညကိုပုံမှန်ပဲချိန်အိတ်တာလဲပုံမှန်မရှိဘူးတစ်ခါတလေစောတယ်တစ်ခါတလေနောက်ကျတယ်မင်းဒီနေ့အလုပ်ကိုဘယ်ချိန်ရောက်တာလဲကျွန်တော်ဒီနေ့9နာရီခွဲရောက်တယ်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်အေးနောက်တစ်ခါဒါမျိုးမဖြစ်စေနဲ့ဟုတ်ကဲ့မင်းဒီနေ့အလုပ်ကိုဘယ်ချိန်ရောက်တာလဲကျွန်တော်ဒီနေ့9နာရီခွဲရောက်တယ်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်အေးနောက်တစ်ခါဒါမျိုးမဖြစ်စေနဲ့ဟုတ်ကဲ့မင်းဒီနေ့အလုပ်ကိုဘယ်ချိန်ရောက်တာလဲကျွန်တော်ဒီနေ့9နာရီခွဲရောက်တယ်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်အေးနောက်တစ်ခါဒါမျိုးမဖြစ်စေနဲ့ဟုတ်ကဲ့